မကြည့်ငါ့ကိုဒုက္ခပေးတဲ့ကောင်တော်မကျေနပ်တော်ငါ့ကိုဒုက္ခပေးတဲ့ကောင်တော်ကောင်းစားရင်ဟမ်ငါပုံတော့မှကောင်းစားမယ်လို့ဘာဖြစ်လို့မယုံရဲတာလဲလို့သူ့ကိုသွားပြီးစိတ်ဆုံးနေမယ်အစားငါ့ကိုဒုက္ခပေးတဲ့ကောင်တော်ကောင်းစားရင်ငါ့ကိုဘုရားသခင်တာ၍ကောင်းစားစေအောင်မယ်လို့ဘာဖြစ်လို့မယုံရဲတာလဲလို့ဟမ်ခမရစဉ်းစားတာကစိတ်တူနဲ့စဉ်းစားတဲ့အခါမှာအဲ့ဒီဟာကိုမရောက်လာတာအဲ့အတွေးခေါ်မဟုတ်လားပြောငါရဲ့ပတ်စံတော့ပြန်မပေးဘူးရှိုးထုတ်နေတာချီးတော့ပတ်စံချီးထားပြီးတော့ငါအကျွေးတော့ပြန်မပေးဘူးစားတော့မျိုးစိုးနေတာဆိုခင်ဗျာဘာဖြစ်လဲပြောဘာဖြစ်လဲကြည့်လို့ရလားမရဘူးအကျွေးတော့ပြန်မပေးဘူးဘာဖြစ်လဲကိုရှိမှတော့ဘာဖြစ်လဲဟာရှိုးတွေထုံးနေတာစပယ်ရှယ်အဲ့အကောင်းစားတွေကိုဝစ်နေတယ်ဆိုပါစို့လွယ်ထားတယ်ကြီးမရအောင်ငါအကျွေးပြန်မပေးကောင်းမငါအကျွေးတော့ပြန်မပေးဘူးအဲ့တော့အကောင်းစားလွယ်နေတယ်ဖျက်ခင်ဆုံးမပါမဆုံးမတဲ့အပြင် तू ဟာကားပါထောက်ဝဲလိုက်တယ်ဟာအဲ့မှာခင်ဗျာပုတ်ခံစားပြီမဟုတ်လားအဲ့ဒါဆိုရင်ခင်ဗျာဘာကိုဖျားတင်တယ်ထင်လို့လဲလို့စာမေးပွဲနှလုံးသားစာမေးပွဲဘေးနားမှာရှိပြောတယ်နှလုံးသားစာမွဲတိတ်မကြလို့ပြန်ပြမယ်ဘာစာမွေးပွဲနည်းနည်းအတန်ပြန်ကျသွားပြီနည်းနည်းပြန်တင်ပေးဘာလဲနှလုံးသားစာမေးပွဲသူ့တော့ကောင်းချီးပေးတယ်ဖေရငါ့ကိုလည်းဘာလို့ကောင်းချီးမပေးနိုင်ပါလဲသူ့အလှည့်ပြီးရင်လည်းငါအလှည့်လာမှာပေါ့ငါအလှည့်ကြရင် तू က3ဆငါက10ဆအဲ့လိုမျိုးစဉ်းစားဖို့ဖေရလိုတော့ရှိတယ်ဗျဟယ်လိုဒီဆက်က set up လုပ်ပြီးပြန်ကြသွားလားအဲ့လိုလားဟုတ်လားဟုတ်နော်သူ့ဘာပြန်တိုးသွားလားမစိုးဘလို့ဖြစ်လဲနော်အခုနောက်ဟုတ်နေပြီငါသားတော်ဟုတ်နေပြီဘာပြန်ကြသွားလဲမီးဆိုင်နေမီးကစားနေတာငါတို့ပြောင်းမယ်နော်ဒီနေရာနဲ့ပြောင်းမယ်ဒါမဲ့